အားလုံးပဲမင်္ဂလာပါဒါနဲ့ပေါ်ပေါ်နေကကြိုဆိုလိုက်ပါတယ်ဒီမှာတော့မန်ချက်ရဲ့လန်ထွက်နေတဲ့ဒါရှေ့ချန်ကစားသမားခွင့်မှုအကြောင်းတင်ဆက်သွားမှာပါဒီလေးမြေလိုက်ဖော်ပြချက်အရာပေါ့နော်ဒါမန်ချက်ဆာယူနိုက်တက်အနေနဲ့သူတို့ရဲ့တက်စစ်ပိုင်းကိုအားဖြည့်ဖို့အတွက်အေဗာတန်တက်စစ်မှုကစားသမားဖြစ်တဲ့အီလီမန်အရီယာကိုခေါ်ယူဖို့စုံစမ်းမြင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ဒါယူနိုက်တက်တို့အနေနဲ့ဒါဒီယာတီမှာပေါ့နော်သူတို့ရဲ့တက်စစ်ပိုင်းကိုအားမြင်ဖို့အတွက်ဒီကစားသမားကိုပြီးခဲ့တဲ့ရက်သက်တစ်ပတ်ကမှဒါသူတို့ရဲ့စိတ်ဝင်စားနေတဲ့ကစားသမားစင်းတွေကိုထည့်သွင်းပြတ်မှတ်ထားခဲ့တယ်လို့လည်းသိရပါတယ်ဒါပြီးခဲ့တဲ့ရာသီ2025-2026ရဲ့ဒါပရီးမီးယားလိပွဲစဉ်တွေမှာဆိုရင်ဒီကစားသမားကအေဗာတန်အသင်းနဲ့အတူအကောင်းဆုံးစွမ်းဆောင်ရည်တွေပြသထားနိုင်ခဲ့တယ်လို့သိရပါတယ်နောက်ပြီးတော့ဒါအေဗာတန်အသင်းအနေနဲ့ဒီကစားသမားကိုပေါင်တန်း80ပေးမယ်ဆိုလို့ရှိရင်အသင်းကနေထွက်ခွာဝင်ပြုမယ်ဆိုတဲ့သတင်းတွေလည်းဒါအရေးမှုသိရပါတယ်ဒါ sorry ကလပ်ဖြစ်တဲ့ဒါအဟီလာအသင်းကလည်းဒီသားသမားကိုခေါ်ယူမှုယူနိုက်တက်အသင်းနဲ့ပြိုင်ဆိုင်ရှိနေတယ်လို့လည်းသိရပါတယ်ဒါပေမဲ့လည်းဒါအေဗာတန်အသင်းကသူတို့ရဲ့ကစားသမားကိုစာချုပ်တစ်ထပ်ပြီးချုပ်ဆိုဖို့ကမ်းလှမ်းနေတယ်လို့သိရပါတယ်ဒီလိုချင်းတွေမျိုးမှာဒါအရီယာအနေနဲ့ဒါစာချုပ်တစ်တက်ပြီးချုပ်ဆိုမှုကမ်းလှမ်းမှုကိုသူတို့အနေနဲ့ဒါညှင်းပယ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါ United တို့အနေနဲ့ကောင်းသောခွင့်လန်းတစ်ခုကိုရရှိမှာဖြစ်ပါတယ်။ပေါင်တန်း80ဆိုတဲ့တန်ကြီးနဲ့ဒါတက်စစ်မှုကောင်းတရားကိုရရှိမဲ့အနေထားပေါ့နော်။ဒါကြောင့်ဒါမကြသေးမီအချိန်မှာ United တို့အနေနဲ့ဘာလုပ်ပြသွားမလဲဆိုတာကိုတော့စောင့်ကြည့်ကြမှာပါ။ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။